အားလုံးကိုမင်္ဂလာပါလို့ဒီနေ့ကျွန်တော်ပြောချင်တာဒါလည်းဆိုတော့လက်ရှိကျွန်တော်တို့ချိန်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ပြောချင်တာမဟုတ်ဘူးဗျာဒီ ego နဲ့ပတ်သက်တဲ့ကိစ္စကိုကျွန်တော်တို့ဒီအတ္တနဲ့ပတ်သက်ပြီးတော့ခုအမှန်နဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာဒါကျွန်တော် philosophy ရဲ့အခြေခံကြတော့ဖြစ်တဲ့မေးခွန်းကိုခုအမှန်နဲ့ကျွန်တော်ပြောရမှာဒီဘက်ဆိုရပေါင်းလာပါတော့တည်ဥပမာပြောတဲ့အခါမှာကျွန်တော်တို့မှာကိုယ်သမုတ်တွေဟာရဲ့ပုံစံမျိုးရှိရတာဒီလားအဝင်းကြီးသမုတ်တာရှိမယ်မိသားစုသမုတ်တာရှိမယ်ကိုထင်နေတာပေါ့နော်ထင်ခြင်းသမုတ်တာရှိနေတယ်ကိုပါအောင်လဲဆိုတော့အပါအောင်လေးတည်ရပါကိုသမုတ်တာရှိပြီးတော့ကိုပါအောင်လေးကိုဥပမာဆိုရင်မေးဖို့ဖြေဖို့ကတခုံးလေးရှိရတာဒီလားဒီကအချက်ကသတိယူအောင်ချိန်ရသည်လားကျွန်တော်တို့မပြောင်းလဲရရသည်လားကျွန်တော်မပြောင်းလဲရတယ်ကျွန်တော်ပြောင်းလဲနိုင်စွာရှိရတာနဲ့မပြောင်းလဲရတယ်ကျွန်တော်ပြောင်းလဲနိုင်စွာရှိရတာနဲ့မပြောင်းလဲရ even though you can ဆိုတာကျွန်တော်လက်ရှိအုံတော်တွေပို့လာတဲ့ဟာပေါ့နော်ဒီစဉ်းစားမိရအောင်ကျွန်တော်တို့ပြောင်းလဲလို့ရတယ်လားမပြောင်းလဲရတယ်အဲ့ဒါတွေကျွန်တော်တို့တွေအတ္တပါလေဆိုအဲ့ဒါကိုကျွန်တော်မှအရေးချင်းပြောင်းလဲနိုင်လို့ရှိရတာပြောင်းလဲရရှိကျွန်တော်ရဲ့အတ္တပဲကျွန်တော် ego ပဲကျွန်တော်ကာမကိုကျွန်တော်လုပ်ရတည်ရပါအဲ့လိုသဘောလို့ရမယ် ego ဆန်တဲ့အဆုံးကံကိုတည်ရပါအတ္တဦးစီးရဲ့ကံဖြစ်သွားတာပေါ့ပြောင်းလဲလို့ရတယ်လို့ပြောင်းလဲဒီလိုရကြည့်ဟိုအကျိုးမကောင်းခြင်းမရှိတဲ့တည်ရတာတွေပေါ့နော်တည်ရပါ ego ကိုမူတည်ပြီးဆောင်ရွက်သွားတာပေါ့အဲ့တော့ကျွန်တော်ဆွေးနွေးမှုကိုမူတည်တော့ attention နဲ့ပတ်သက်မှာပေါ့ကျွန်တော်တို့ဘာလို့ attitude ဖြစ်နေရလဲကိုအဲ့ဒီအောက်မှာဘယ်လိုစနိုင်မလဲပါသွားတဲ့ဟာမျိုးပေါ့နော်အဓိကအဲ့ဒါပါပဲအဓိကကျွန်တော်တို့မပြောင်းလဲရတယ်ဟုတ်ပြီတခုတယောက်ကိုထားပါတော့တခုတယောက်ကဘာလို့တခုတယောက်တခုလို့ခေါ်ရလဲဆိုတော့မျိုးစီခိုးလို့တည်မျိုးစီမခေါ်တော့တခုမဟုတ်ဘူးဓမြတိုင်တော့ဓမြဟုတ်တယ်ပါတော့တခုခုပေါ့တည်ခွိုင်းနိုင်ဆိုခွိုင်းနိုင်ဘူးဈေးအောင်တယ်ဒါရှိတခုလို့ခေါ်တာဘာလို့တခုကခိုးနေလို့ပြောဒါပေမဲ့တခုကိုယ်တိုင်လည်းတည်တယ်တခုဆိုတာဒီလောကလုံးမတည်အောင်နေလို့ရတယ်ကွာကိုယ်ကိုမတည်အောင်နေလို့လည်းကိုခိုးတော့ကိုတည်တယ်ပြောတည်တယ်အဲ့တော့တခုကဘယ်ချိန်မှတခုဖြစ်တယ်ဆိုတော့ဒီမျိုးစီခိုးရင်ချင်းအစားတခုဖြစ်တာအဲ့လိုပဲဘယ်ချိန်မှတခုမဟုတ်တော့ဘူးလေဆိုတော့မျိုးစီမခိုးတော့ဘူးလို့ဆုံးဖြတ်လိုက်ပြီကွာခိုးလည်းမခိုးတော့ဘူးဆိုတော့တခုမဟုတ်တော့အတည်ပါအခြားတယောက်ဖြစ်သွားအောင်တခုမဟုတ်လို့ကောင်ဖြစ်သွားအောင်အတည်အဲ့လိုပဲကပိုင်းနိုင်တယ်တူပဲကွာအတည်ပါဆက်ခိုးနေဆက်နိုင်နေဒီကောင်ပဲဖြစ်နေပါပဲကွာအတည်ဆက်တိန်နေပေါ့အဲ့လိုဆိုကျွန်တော်တို့ဒီမြန်မာပြည်သားအများစုပဲကျွန်တော်တို့ပါဝင်ပေါ့လေကျွန်တော်တို့တွေကတော့အချိန်မတိကျရှိတယ်ဗျာအချိန်မတိကျဆိုတာဟိုမျိုးလက်ရှိအနည်းအောင်စကားပြောလို့လေမြန်မာပြည်သားရဲ့ဟိုသူစောင့်နေတာဆိုပြီးပေါ့လေကျွန်တော်တို့ရေတယောက်ရှိတယ်ဗျာဟန်ထုံးဆိုတော့ရှိတယ်ဟန်ထုံးတဲ့ချိန်အမြဲတမ်း2နာရီနေတော့ကြာ2နာရီနေတော့ခါရရမနေ့ချိန်ညနေမှရောက်လာအဲဒီကောင်ရောက်လာသေးတယ်ဗျာဒီကောင်ရဲ့တစ်စိတ်တစ်ပိုင်းသူ့ဘဝဖြစ်တည်မှုရဲ့တစ်စိတ်တစ်ပိုင်းသူ့ရဲ့တစ်စိတ်တစ်ပိုင်းလို့ဖြစ်တယ်ကျွန်တော်လက်ခံရတယ်ဗျအဲ့လိုပဲဟိုကျွန်တော်တို့လူမျိုးတွေပတ်သက်ရင်လည်းနောက်ကြတော့သူရဲ့လက်ခံတယ်ဒါပေမဲ့ဒီအချင်းရမကောင်းတာတည်ရဗျာတည်ရပါမကောင်းဆိုတာတည်ရဒါပေမဲ့ကျွန်တော်မပြင်းနိုင်ဘူးလားတည်လားမပြင်းနိုင်သေးတယ်ကျွန်တော်တို့အတ္တအရာစက်နေရဗျာတည်ရပါဒါရည်ဒီဟာကြီးမကောင်းတော့ကောင်းပါလေဆိုကိုလိမ့်နေရဗျာအတ္တဦးစီးရဲ့ဆောင်းမှုအလုပ်တစ်မျိုးပဲဗျာတည်ရပါအဲ့တော့ကျွန်တော်တို့အဝေးရှိရမှာevolve ဖြစ်ဖို့ evolution သွား evolution ကိစ္စနဲ့သွားပြီးတော့ကျွန်တော်တို့ evolve ဖြစ်ဖို့အတွက်ဆိုရင်အဲ့ကျွန်တော်တို့စဉ်းစားမှရှင်းတယ်မဟုတ်ဘူးဆိုရင်မလွယ်ပါဘူးမဟုတ်ဘူးဆိုကိုအဝယ်မရှိရင်ပြဿနာရှိဘာသာရေးနဲ့လည်းမဆိုင်လူမျိုးရေးနဲ့လည်းမဆိုင်ဟိုပြောနေတာလည်းကျွန်တော်ပြောတာအရှင်းရှင်းလေးပဲကို ego နဲ့ပတ်သက်တယ်ကိုအတွင်းတန်တော့မှရှိတဲ့အတ္တလေးအကြောင်းကျွန်တော်ပြောပြတယ်ဟုတ်လားသိရပါအားရကိုတွေဒါကြီးကမကောင်းရသေးတယ်ဒါရကိုမကောင်းဘူးကိုသုံးမှတ်ထားတဲ့ဖရာကိုယုံကြည်တဲ့ဖရာရဲ့ပြည့်ညတ်ထားတဲ့ပြည့်ဝင်တားမြတ်ထားတဲ့စီးစီးတဲ့ကိုမလုပ်ချင်တဲ့ຢာဖြစ်တာလည်းကိုဘာလို့ဆက်လုပ်နေရလဲဆိုဒီကကိုအတ္တဟိုမကြိုးတော့နိုင်သေးတာပေါ့နော်အဲ့ဒါခုရှိနေ